Hello guys အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့အားလုံးပဲသိကြတဲ့ရဲရောင်ပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ကျွန်တော်တို့အခု 1.20 အလဲ trying to buy ရေပြောလို့ရှိရင်ကျွန်တော်တို့ရွာတစ်ခုရေဆက်နေတဲ့နော်ဝေါ်လေးတစ်ခုကျွန်တော်ထားပြသွားမှာဖြစ်ပါတယ်အဲ့ဒီဝေါ်စီလေးကိုလေကျွန်တော်ဒီထဲမှာပါတယ်ပေါ့နော်ကျွန်တော်ကြည့်ရှုပေးရပေါ့နော်ခဏလေးကျွန်တော် game ဝင်နေလို့ပါဒီဟာတော့ကျွန်တော်အခု1.21.50 မှာလည်းရတယ် 1.21.70 မှာလည်းရတယ်ဒါတော့ကျွန်တော်ရဲ့အခု 20 ပါတဲ့ဝေါ်လေးပေါ့နော်ဒါလေးပေါ့နော်ပြီးတော့ 1.21.18 မှာလည်းရပါတယ်ဒါတော့ကျွန်တော် 1.21.18 မှာတည်းပါပါရှိလို့ပြီးတော့ fucking မိတိုင်းရှိရ yeah ဟို what die ကျွန်တော် 20 ပါတဲ့ကိုကျွန်တော်ရောက်ခုရတခါပဲ survival နေပေါ့နော်ဒါပေမဲ့ကလို့ရနေပါလို့ကျန်းဟန်လုံးနဲ့ try ဒီပါလေးကိုဒါပဲတဲ့လို့ကျန်းဟန်လုံး try ဒီပါလေးကိုအားအမိုင်းနဲ့ဝင်သွားကြတော့ဆရာကြီးပေါ့နော်အပြည့် setting နဲ့ဝင်လိုက်ပေါ့နော်အပေါ်ပြအပေါ်က position ကိုပြရမှာနော် support နဲ့ position ဟုတ်ကဲ့နော်ကြရမှာပါအပေါ်တက်မယ်မိုးတခုနေခုမေးပါတော့ဒီ credit spider တော့အောင်မှာရော speed ဟုတ်ပြီ yeahဒီဘော try ဒီပါ position ဒီလိုပေါ့နော်မှတ်ထားဖို့တိုက်လို့အပေါ်တက်ဖို့10နိုင်လောက်ဆိုokay no spawn position ခဏကျွန်တော်လည်းသုံးလိုက်မယ်ဆွာပါကြီးဒါကတော့ကျွန်တော် spawn position ကကျွန်တော်တို့နားလေးမှာ spawn မှာပေါ့နော်spawn လို့ရှိရင် right နောက်တော့နောက်လက်ကြည့်လိုက်လူရေကန်လေးရှိရယ်ဒီနောက်လေးမှာဆုံးပြီးလူရေကန်လေးရှိရယ်ရှေ့ကိုသွားလိုက်လို့ရှိရင်Yeah, village ပါ village ကနေရွာဘူး village ပါနေရွာဘူး village ပါโอเคကျွန်တော်ဒီ wall ရဲ့ထွက်ပြီး wall တည်ပြန်ဆင်းပြအောင်မယ်ဒါ trying လေးပါပေါ့နော် Okay let's go yeahဒါဟုတ်ပေါ့နော်ဒီဘက်မှာကျွန်တော် British ကျွန်တော်အဲ့ဒီစိတ်ကိုတည်အောင် video တစ်ခုမှာတော့ရွာကျူနှစ်ခုပူးရွာနေမှာကောင်းနောက်ထပ်ရွာတစ်ရွာပါထက်ရှိသေးတယ်လို့ကြားထားတယ်ပြီးတော့လေးဘောပြအဲ့လိုလေးဘောပြန်တဲ့ island တော့အကုန်သိကြမှာပါဒါပေမဲ့အဲ့လေးဘောပြန်တဲ့ island မှာ snow ဖိုင်လုံးလူသိနေပေါ့နော်မပေါ့တယ်ငါဂျင်းမီရွာလားyo fucking yo try ဒီဘာနဲ့ဒီရွာပါနဲ့ငါမကျင်နိုင်သေးဘူးရောဂျင်းမီရွာလားဂျင်းမီရွာလားဂျင်းမီရွာလားတော့ကျွန်တော်ဂျင်းမီသွားရဂျင်းမီသွားဆိုလို့လေရပါဒါပေမဲ့ဒီ wall position ကတော့တကယ်မှန်ပါတယ်တော့ဒီ wall နဲ့ထွက်ပြီးစမ်းပြမယ်ပေါ့နော်ခဏလေးဖိထွက်ပြီးကျွန်တော်ခုစောနာ 1.21.18 မှာနောက်ကကျွန်တော် survival video တွေနဲ့ hardcore video တွေလာပါမယ်စောနာကျွန်တော်ဘယ်တော့ edition only ပေါ့နော်ကျွန်တော် Java မှာတော့မရဘူးเนาะခွေနေယူရောခွေတိပြောင်းလို့ပေါ့နော်ရတယ်မို့ဒီအဲ့ဖားနဲ့ပုံလေးနဲ့မြို့လေးနဲ့ဟဲ့ဝင်လိုက်ပေါ့နော်အဲ့တော့ဝင်လိုက်အဲ့ဆိုရှင်ပုံဝေါ်စီဆိုတဲ့မှာအဲ့မှာဒီတုံချောင်းသေးသေးလေးကိုနှိပ်လိုက်ပြလို့ရှင်9 3 9 5ဆိုတာလေးနှိပ်လိုက်အဲ့ဆိုရင်ရသွားတယ်ပေါ့နော်ပြီးခရိတ်နေယူရောကျွန်တော်ခရိတ်လိုက်ပေါ့နော်ရပါပြီအဲ့ဒါခုနကျွန်တော်ပြောပူထိန်မှာကြောက်မှာပါကြောက်မှာပေါ့နော်ကျွန်တော်မဆန်းရရေးဝင်ပြီးတော့တင်းတယ်ကြောက်မို့အဲ့ချိန်မှာရောက်မှာပေါ့နော်ကြည့်ရမှာပါကြားရ split လို့try ဒီပါကြီးကို spider နဲ့ဆိုရင်တော့အကျိုးပြုတဲ့ split ပေါ့နော်ကျွန်တော်တို့အဲ့ရွာလေးဘယ်လိုရွာလေးကြည့်အောင်နေရွာဆို plasmic ကလည်းနှစ်ခုရှိမှာပေါ့မတရွာမှာတော့နှစ်ခုရှိတာဆိုတော့ကျွန်တော်တို့အဲ့နေရွာပူးဆိုလို့ရှိရင်၄ခုတော့ရှိမှာပေါ့ plasmic က okay yeah ကျွန်တော်ပြောရရင် brother ခုနဟိုဖြစ်တဲ့ position လားလေးပေါ့နော်အဲ့ဒါကျွန်တော် setting နဲ့ဝင်လိုက်ဒါလေးကျွန်တော် setting နဲ့ဝင်လာရေးကြည့်ပါရပြောလို့ရှိရင်credit အဲ့အောက်ကဟာလေးပေါ့နော်အဲ့မှာ credit အောက်ကဟာလေး speed ဆိုနေလိုက်အဲ့လိုကျွန်တော်အောက်ကိုဖောက်ဝင်လို့ရတယ်ပေါ့နော်အဲ့ရုပ်အရှင်းနေတူလိုက် yeah အလုံးပြင်ကြတာတိုက်လို့ try ဒီပါကြီးနော် try ဒီပါကြီး try ဒီပါလေးရှိတယ်ရှင်းနေတဲ့ဆက်သွားလိုက်ခုနကျွန်တော်ပြောတယ် yeah village ရုပ်ဒါကြောင့်နှစ်ဝေါ်ထောင်နေတာပါခုနဝေါ်မဟုတ်ပါဘူး okay ရုပ်အိုင်းကိုလည်းနဲ့ကြောင်တော့ဒီရုပ် sorry okay
ဘောနော်ဒါဒီပါဘောနော်ကျွန်တော်ရွာတာယာလေးပေါ့နော်ရွာတာယာလေးပါโอเคရွာတာယာလေးပေါ့နော်ဒီရွာ2ရွာဘူးဆိုတော့တော်တော်ကြီးရဗျာဒါပေမဲ့အခုကျွန်တော်ရှားတာ blacksmith ကတိမ်မှမတွေ့သေးဘူးညငါဂျင်းနေတောင်းလိုက်တစ်လိုက်နေမိနေနော်ပုံမရွာဆိုငါ blacksmith ရှိပါတယ်ဟုတ်ဒီရွာမှာ blacksmith မရှိရယောထားတော့ blacksmith မရှိတဲ့ရွာပေါ့အဲ့ယောသူပြောတော့သူကျွန်တော်မရှိဘူးမလို့ blacksmith က4နီးပါးလောက်ရှိရ4လောက်ရှိရတော့မိုက်တာပေါ့ဒါပေမဲ့အခုကျွန်တော်ရောက်နေတာလေဝမြိုင်လည်းမရှိဘူးအဲ့ဒါကိုထားအတားထားရရွာမှာ blacksmith ကိုမကြီးရတိုက်လို့ရစဉ်းစားရခုကျွန်တော်ဘယ်ဝနေဆိုအဲ့မိုးပေါ်ပြန် island ရဲ့နောက်ထပ် village ထိုးထက်ချနာပဲဖြစ်ပါတယ်ဒါမရှိတော့ထိုက်ပါတော့အဲ့လိုဒီနေ့ဗီဒီယိုလေးတော့ပါနောက်ပြီးတော့ဘိုင်ဘိုင်